ဒါလေးတွေကတော့ဗောနော်ဒီနေ့ကျွန်တော်ဆိုင်မှာရောက်လာတဲ့ကက်လေးတွေဗောနော်နည်းနည်းပြပေးမယ်ဒီ RTX 5060ဒီနေ့ရောက်တဲ့ကက်တွေဗောနော် RTX 5064ကတော့ကျွန်တော်ဗောနော် gigabyte ကက်ဆိုရှင် PC တွေတော်တော်လေးတောင်ကုန်နေပြီဗောနော်ဒီ gigabyte ကက်လေးတွေဗောနော်ဒီ gigabyte ကက်ဆိုအရင်တော့ဆို PC ရောက်တော့ဆိုလို့ရှိရင်10ကက်ကျော်ရှိတယ်အခုဆိုတကက်ပဲကျန်တော့တယ်ဒါပေမဲ့ဒီ MSI ကက်နဲ့ Asus ကက်ကတော့သူကgigabyte ကက်ထက်နည်းနည်းစီးကြီးရယ်သူက3သိန်းလောက်စီးကြီးတယ်ဗောနော်အဲ့တော့ gigabyte ကက်ကုန်လို့ရှိရင်တော့ကျွန်တော်50 60ဆက်ရက်လေးတွေဆိုလို့ရှိရင်ခက်မှန်းချေစီး3သိန်းလောက်တက်လိမ့်မယ်ဗောနော်နောက်တစ်ခုကတော့ RTX 50 60 Ti 16GB လေးဗောနော်ဒီကောင်ကတော့ 16GB ကက်လေးတွေဒီကက်တွေကတော့ Asus Prime ကက်နဲ့ MSI တွေက Ventus 2Ace ကက်လေးတွေဗောနော်အဲ့တော့ဒီကက်တွေဆိုလို့ရှိရင်တော့ပြောမှဆိုရှင် fan 3လုံးနဲ့ကက်တွေပါဈေးနည်းနည်းကြီးတယ် 16GB လည်းဖြစ်တယ်50 60 Ti တော့ကျွန်တော်တို့လောဆယ် 8GB ဆက်ရတော့ကျွန်တော်ဆင်ဖို့အစီအစဉ်မရှိဘူး 16GB တွေပဲဆင်နေမယ်ပြီးတော့ဒီက3 fan ကက်တွေဖြစ်တဲ့အတွက်ဈေးနည်းနည်းကြီးတယ်Asus Dual 2 fan ကက်တွေရောက်ဖို့ရှိတယ်အဲ့ကက်တွေရောက်လို့ရှိရင်တော့နည်းနည်းဈေးတက်တာမှာပေါ့နော်ဘာလို့အဲ့ကက်တွေ2 fan ကက်တွေဆိုတော့နည်းနည်းဈေးတက်တာတယ်ဒါလေးတွေကတော့ RTX 30 60ပေါ့နော်RTX 35 30 60 long time no see လို့မိတ်ဆက်ရတော့မှာဘာလို့ဒီကက်ကပြောမှဆိုရှင်ဗျာအခုမှ Nvidia market ထဲပြန်ရောက်လာတယ်ဒီကက်ကပေါ့နော်ပြန်ရောက်တာတော့တစ်လ2လတော့ရှိတော့မယ်ဒါပေမဲ့ကျွန်တော် TTM မှာတော့အခုပြန်စဆင်နေပေါ့ဗျာဒီ30 60ဒီဘာကြောင့်လဲဆိုတော့40 60ကမတန်တော့ဘူးဗျ40 60က50 60နဲ့ဈေးတော်တော်ကတ်လာတယ်ပြောမှဆို3သိန်းခွဲလောက်ပဲကွာတော့အဲ့တော့50 60ပဲဆင်တော့မှာပေါ့40 60ဘာလို့ဆင်တော့မှာဟုတ်တယ်မလားဒီထဲမှာကျွန်တော်က budget ထဲကြတော့ကျွန်တော်ဘာဆင်ရမလဲဆိုတဲ့ဟာကိုကြည့်တဲ့အချိန်မှာ RTX 30 50ဆိုအခုနောက်ပိုင်းက 6GB version ပဲလာတော့မယ်8GB version သိမရနိုင်တော့ဘူး။အဲ့တော့ဘာရလာလဲဆိုတော့ RTX 30 60 3GB version ဒီ RTX 30 60 3GB လေးတွေပေါ့နော်။ပြောမှဆိုရှင်နောက်ပိုင်းပေါ့ဗျာကျွန်တော်ဒီ32သိန်း33သိန်းဝင်းကျင်လေးတွေဆင်မယ်ဆိုလို့ရှိရင်ကျွန်တော် RTX 30 60 3GB လေးနဲ့ဆင်လို့ရတယ်။ပြောမှဆိုရှင်budget ထဲနည်းနည်းမြင့်တဲ့ဆက်ရက်လေးတွေကျွန်တော် RTX 30 60နဲ့ဆင်နိုင်မယ်။ဒါတော့ဘာမှရောက်တဲ့ဒါတော့ဒီနေ့ရောက်တဲ့ကက်တွေပေါ့ဗျာ။ပြီးလို့ရှိရင်ဒီကက်တွေအများကြီးထပ်ရောက်ဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီ30နဲ့35သိန်းဝင်းကျင်တွေမှာဆိုလို့ရှိရင်အယောင်ကောင်းဆုံးလို့တော့ပြောလို့ရတယ်ကျွန်တော်စီမှာမော်ဒယ်တော်တော်များများလေဘယ်စီးနှုံးဝင်းကျင်ရောင်းကောင်းလဲဆိုတော့ဒီ25သိန်းနဲ့35သိန်းကြားရောင်းရအကောင်းဆုံးပဲအဲ့တော့အဲ့ထက်မှာဘာတွေပါသွားမလဲဆိုတော့ RTX 3050 6GB တို့ RTX 3050 8GB တို့အခုဆိုလို့ရှိရင် RTX 30 60ကို track လည်းပါလိမ့်မယ်ပေါ့နော်အဲ့ဈေးထဲမှာဒါတော့ဒီနေ့ရောက်လာတဲ့ကက်လေးတွေပါနောက်ကက်တွေလည်းရောက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်လည်းထပ်တင်ပေးပါမယ်နောက်ပြီးတော့ဒီကက်တွေနဲ့ကျွန်တော်ဆင်ထားတဲ့ဆက်ရက်လေးတွေကျွန်တော်ရဲ့ website ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ channel တွေထဲမှာလည်းဝင်ကြည့်လို့ရပါတယ်သိချင်တဲ့ဟာလေးတွေရှိတယ်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ချင်ချင် gaming PC ရဲ့ video လေးကိုလည်း like and share လေးကူညီပေးကြပါနော်အားလုံးပဲနောက် video မှာပြန်တွေ့ကြအောင်နော်